AI ကိုမကောင်းတဲ့နေရာတွေမှာတောင်းနေကြတယ်ဒါပေမဲ့ဒါဘလို့အလုပ်လုပ်နေရလဲအဝိချွတ်တဲ့ AI တွေဘလို့အလုပ်လုပ်လဲဒီဗီဒီယိုကဒုစရိုက်သမားတွေ AI ကိုဘလို့တောင်းပြီးလုပ်နေကြလဲဆိုတာမျက်စိပွင့်နားဆွင့်အောင်ရှင်းပြပေးသွားမှာပါဒီကြောင်းရာတွေကိုသိချာနားလည်ဖို့ဆိုတာအခုခေတ်မှာမသိမဖြစ်ကိုအရေးကြီးနေပါပြီဒီလိုစကားမျိုးတွေကြားရတဲ့အခါတကယ်ကိုစိုးရိမ်စရာကောင်းတယ်လို့ခံစားရမှာပါဒါပေမဲ့ကြောက်လန့်နေမဲ့အစားဒီနည်းပညာရဲ့နောက်ွယ်ကအမှန်တရားကိုတေးသေးချာချာနားလည်ထားဖို့ကကျွန်တော်တို့အားလုံးအတွက်မရှိမဖြစ်လိုအပ်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာသာကာကွယ်နိုင်မှာမို့လို့ပါ။ပြီးတော့မေးစရာရှိလာတာကတကယ်တော့ AI ကဒါကိုဘယ်လိုလှုပ်ဆောင်နေတာလဲဆိုတာပါပဲ။အပေါ်ရန်ကြည့်တယ်တော့ကြောက်စရာကောင်းတဲ့မောပညာတကူလို့ထင်ရပေမဲ့တကယ်ကြတော့ဒါဟာအလွန်အစစ်မြစ်နဲ့သင်္ချာတွက်ချက်မှုတသက်ပါပဲ။ဘယ်လိုတွက်ချက်လဲဆိုတာဆက်ကြည့်အောင်ပထမဆုံးအနေနဲ့ဒီအလက်စားရဲ့နောက်ွယ်ကရှုပ်ဝှက်ချက်နည်းပညာတွေကိုအတူတူဖော်ထုတ်ကြည့်လိုက်အောင်။အဲဒီကအလုပ်လုပ်တဲ့ဒီရဲ့ပညာကတော့ GANs လို့ခေါ်ပါတယ်။ဒီစစ်မှာ neural network နှစ်ခုပါဝင်ပါတယ်။ပထမတစ်ခုကပုံတူးတွေကိုဖန်တီးပေးတဲ့ generator ဖြစ်ပြီးဒုတိယတစ်ခုကတော့အဲ့ဒီပုံတွေကအစစ်နဲ့တူမှုတူစစ်ဆေးပေးတဲ့ discriminator ဖြစ်ပါတယ်ဒီ network နှစ်ခုကတစ်ခုနဲ့တစ်ခုအပြိုင်ဆိုင်လုပ်ကြရင်နောက်ဆုံးမှဖန်တီးထားတဲ့ပုံတူးဟာဓပုံအစစ်နဲ့လုံးဝခွဲရောက်လို့မရတဲ့အထိကိုဖြစ်လာတော့တာပါဒီဖြစ်စဉ်ကြီးကိုအဆင့်30နဲ့ရှင်းပြလို့ရပါတယ်ပထမဆုံးဆက်နဲ့မူလပုံတဲကအဝတ်စားနေရာတွေကိုခွက်ပြီးခွက်ထုတ်လိုက်တယ်ပြီးရင်ဒုတိယဆက်မှာအဲ့ဒီနေရာမှာဘာရှိနိုင်လဲဆိုတာကို AI ကခံမှန်းပြီးအရေးပြပုံစံတူဖန်တီးတယ်နောက်ဆုံးတတိယအဆင့်ကျော်တော့အဲ့ဖန်တီးထားတာကိုမူလပုံနဲ့တဘာဝကြာအံဝင်ခွင့်ကြောဖြစ်အောင်ပေါင်းဆက်လိုက်တာပါပဲရိုးရိုးလေးနဲ့ကြောက်စရာကောင်းတယ်ဟုတ်လားဒါကိုပိုပြီးမြင်တော့အောင် tennis ရိုက်တာနဲ့ဥပမာပေးချင်ပါတယ်ဇက်ကစားခါဆောင်မှာရန်တမ်းပြီးရိုက်ပေမဲ့အချင်းချင်းလေ့ကျင့်ပြီးတဲ့အခါဖိမတ်ကိုတိတိကျကျရိုက်နေလာသလိုမျိုးပဲ diffusion model တွေကလည်းစွញ្ញံတန်းလေးမထင်ရှားတဲ့ပုံတွေနဲ့စတင်ပြီးရှင်းလင်းပြတဲ့ပုံတစ်ခုရလာတဲ့အထိအချင်းချင်းပြဖန်တီးတော့တာပါဒီနေရာမှာလူအများစုထင်နေကြတာက AI မှာထမှန်ကြိုက်တယ်လို့အထဲကိုဖောက်မြင်နိုင်တဲ့အမြင်မျိုးရှိတယ်ပေါ့တကယ်တော့လုံးဝမဟုတ်ပါဘူးသူက predictive hallucination လို့ခေါ်တဲ့စိတ်ကူးရင်ခံမှန်းမှုတွေကိုလုပ်တာပါအရင်တင်ယူထားတဲ့ data တွေပေါ်အခြေခံပြီးဖြတ်နိုင်ခြေကိုတွက်ချက်ကဖြစ်စေတွေကိုဖန်တီးယူတာတတ်ပါပဲဒါဆိုဘာလို့ဒီလောက်တောင်တဘာဝကြာနေရတာလဲအခြေကတော့ UNET လို့ခေါ်တဲ့ကိုညက်ဖွဲ့စည်းပုံကြောင့်ပါသူကမူလပုံရဲ့အလင်းအမောင်အသားအယောင်ခဏပုံချိုးရှာစတဲ့သေးစိတ်အချက်လက်တွေကိုမူလတိုင်းထိန်းသိမ်းထားပေးပါတယ်ဒါဒါမဲ့အတိတ်ထန်တီလိုက်တဲ့အစိပ်ပိုင်းတွေကမူလပုံနဲ့လုံးဝကိုတသားတိဖြစ်နေတာပါဓာတ်ပုံတွေတင်မကပါဘူးဗီဒီယိုတွေမှာပါဒီနည်းပညာကိုသုံးလာကြပါပြီဗီဒီယိုဆိုတာလှုပ်ရှားနေတာမို့ပုံမှန်ဆိုအထူးလို့ရင်တွန့်လင်းပြီးမငြိမ်မသက်ဖြစ်တတ်ပါတယ်ဒါပေမဲ့ AI က optical flow လို့နည်းပညာတွေထုံးပြီးရွေလျားနေတဲ့ pixel တွေကိုတိတိကျကျခြေအားခံလိုက်တဲ့အခါလူတယောက်လှုပ်ရှားသွားရင်တောင်ဖန်တီးထားတဲ့အရာတွေကသဘာဝကျဆက်ပြီးမြင်နေရတာဖြစ်ပါတယ်ဒီတော့နောက်ထပ်စိတ်ဝင်စားစရာအပိုင်းတစ်ပိုင်းကိုသွားရအောင်တာမန် mainstream AI အနေနဲ့ဒီလိုအထူးပြုလုပ်ထားတဲ့ AI တွေဘာကွာလဲဆိုတာပါပဲ ChatGPT လို့နာမည်ကြီး company တွေကထုတ်တဲ့ AI တွေကြတော့လုံခြုံရေးစီမံနေအခိုင်အမာထည့်သွင်းထားတယ်မကောင်းတဲ့ AI တွေမလုံနိုင်အောင်တားဆီးထားတာပေါ့ဒါပေမဲ့ဟိုဘက်ကမကောင်းတဲ့ရည်ရွယ်ချက်နဲ့တိတဖန်တီးထားတဲ့ AI တွေကြတော့အဲ့ဒီစီမံနေအားလုံးကိုဖယ်ရှားထားပြီး internet ပေါ်ကမစစ်ထုတ်ထားတဲ့ data တွေကိုသုံးကအလွယ်သုံးစားလုပ်ဖို့ရည်ရွယ်ချက်တစ်ခုတည်းတော့ပဲအထူးပြုဖန်တီးထားတာပါဒီနေရာမှာတကယ်ကိုတုံ့လောက်စရာကောင်းတဲ့ gain ကဏ္ဍတစ်ခုကိုပြောပြချင်ပါတယ်အဲ့ဒါကတော့60ရာခိုင်နှုန်းပါလက်ရှိအချိန်မှာ deepfake လောက်တဲ့ case က60ရာခိုင်နှုန်းလောက်ကိုအများပြည်သူတွေအလွယ်တကူရယူသုံးစွဲနိုင်တဲ့အနေအထားမှာရှိနေတာပါဒီရန်တဲ့ကကျမတို့နဲ့လက်တခမ်းမှတင်ရှိနေတာပါဒီလိုလဲကူရနိုင်လာတဲ့ actor လူသားတွေအပေါ်ဘလို့တဲရောက်မှုတွေရှိလာတယ်ဆိုတာကိုဆက်ကြည့်ကြရအောင်ဒီနီးပညာရဲ့တားကောင်တွေကနာမကြီးတွေချီပဲမဟုတ်ပါဘူး Taylor Swift လို့ကဘာကျော်တွေခံရတယ်လို့မျိုးပဲ Texas ပြည်နယ်က17နှစ်အရွယ်ကျောင်းသူလေးတယောက်ဆိုရင်လည်းသူ့ရဲ့ပုံတွေကိုအတူဖန်တီးပြီးဖြန့်ဝေခံခဲ့ရပါတယ်ဒါဟာဘသူကမဆိုထိခိုက်နိုင်တယ်ဆိုတာပြသနေတာပါပဲပိုပြီးစိတ်မကောင်းစရာကောင်းတာက AI နဲ့ဖန်တီးထားတဲ့ပုံတွေရဲ့85ရာခိုင်နှုန်းကအမျိုးသမီးတွေကိုပြစ်မှတ်ထားနေတာပါဒါနီးပညာကိုအလဲသုံးစားလုပ်ပြီးအမျိုးသမီးတွေကိုအတိကအမျက်ထုတ်နေတယ်ဆိုတာကိုညှင်းလို့မရအောင်ပြသနေတဲ့ချက်ပါပဲပြီးတော့ထိခိုက်ခံရသူတွေရဲ့98ရာခိုင်နှုန်းဟာစိတ်ပိုင်းဆိုင်ရာပြင်းပြင်းထန်ထန်ဝေဒနာခံစားရပါတယ်ဒါကူကြည့်ရင်ဒါဟာရိုးရှင်းတဲ့နောက်ပြောင်မှုလုံးဝမဟုတ်ပဲလူတယောက်ရဲ့ဘဝကိုစိုးစိုးရွားရွားဖျက်ဆီးပစ်နိုင်တဲ့လုပ်ရဆိုတာသိကြပါတယ်ဒီပြဿနာကတတိပုဂ္ဂလာတင်မကပါဘူးစီးပွားရေးလုပ်ငန်းတွေအဖွဲ့အစည်းတွေစီကိုပါကူးဆက်လာပါပြီအဖွဲ့အစည်းတွေအနေနဲ့လည်းကြီးမားတဲ့အန္တရာယ်တွေနဲ့ရှင်ဆိုင်နေရပါတယ်လုပ်ငန်းခွင်နောက်ချက်မှုတွေအကြီးအကဲတွေကို defect သုံးပြီးငွေညစ်တာတွေနဲ့တဆင့်လုပ်ငန်းရဲ့ဂုဏ်သိက္ခာကျဆင်းတာ GDPR လိုဥပဒေတွေနဲ့ပါငြိစွန်းပြီးအရေးယူခံရတာတွေဖြစ်လာနိုင်ပါတယ်အထူးသဖြင့်ဒီလိုငွေညစ်ခံရမှုတွေနဲ့တဆင့်အရေးကြီးတဲ့ချက်လက်တွေပါပေါက်ကျနိုင်တဲ့အန္တရာယ်ရှိပါတယ်ကဲဒီလောက်ဆိုရင်ကလနာရဲ့ချီးမားပုံကိုမြင်လောက်ပြီးထင်ပါတယ်ဒီတော့ကျမတို့ဘလို့ကာကိုကြမ်းလဲဆိုတာကိုပြောကြည့်အောင်ကာကွယ်ရတဲ့ဆိုရင် AI 2တွေကိုထောက်လန့်နိုင်တဲ့ကိရိယာတွေသုံးဖို့တိုင်ကြားနိုင်မယ့်လမ်းကြောင်းတွေရှင်းရှင်းလင်းလင်းထားရှိဖို့နောက်ပြီးလုံခြုံရေးအသိပညာပေးသင်တန်းတွေလုပ်ဖို့လိုအပ်ပါတယ်ဒီနေရာမှာအရေးကြီးဆုံးကတိုက်ခိုက်သူတွေဟာလူတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုအဓိကပြတ်မှတ်ထားတဲ့အတွက်ဤပညာတက်နဲ့တင်ကာကွယ်လို့မလုံလောက်ဘူးဆိုတာပါပဲအစိုးရတွေဘက်ကလည်းညှိမနေပါဘူး2020ခုနှစ်မှာ Take It Down Act ဆိုတဲ့ဥပဒေကြမ်းကိုအဆိုပြုခဲ့တယ်လို့ San Francisco မြို့မှာဆိုတဲ့ company တွေကိုတရားစွဲဆိုမှုတွေစတင်နေပါပြီဥရောပဓမ္မကမဆိုရင် AI Act ကိုအတည်ပြုပြီးယူရိုတန်30အထိတန်ရိုင်းနိုင်တဲ့ပြဋ္ဌာန်းချက်တွေတောင်ပါလာပါလေခွင့်ပြုချက်မပါဘဲ AI နဲ့ပုံဖန်တီးတာကိုပြမှုတစ်ခုအဖြစ်သတ်မှတ်ဖို့ကြိုးစားနေကြပါပြီဒီလိုကြိုးပမ်းမှုတွေထဲမှာတရင်ကောင်းတစ်ခုလည်းရှိပါတယ်
ဒီ trace လို့ AI ထောက်လန်းရဲ့ကိရိယာတွေဟာဒီလိုဖန်တီးထားတဲ့အတုတွေကို90%ကျော်တိကျမှုနဲ့ခွဲခြားသိရှိနိုင်နေပြီဖြစ်ပါတယ်။ဒါဟာကျမတို့အတွက်ကြီးမားတဲ့အားသာချက်တစ်ခုပါပဲ။ နိပညာတွေအပြင်လူသားတွေရဲ့အမားတွေကို short ချဖို့ခိနဲ့ရန် human risk management လို့စနစ်တွေကလည်းတကယ်ကိုအရေးပါပါတယ်။ဒီစနစ်တွေက AI ကိုသုံးပြီးလင်းလေလက်ဖျားတဲ့အခြေအနေတွေကိုပုံစံတူဖန်တီးကလေ့ကျင့်ပေးပါတယ်။ဒီလိုလေ့ကျင့်ပေးခြင်းအပြင်ဖန်တီးထားတဲ့အတုအယောင်တွေကိုပုံမသိရှိနားလည်လာပြီးကြိုတင်ကာကွယ်နိုင်တဲ့ယဉ်ကျေးမှုတစ်ရပ်ကိုတိစော့လာနိုင်မှာဖြစ်ပါတယ်။ မိကုန်းချုပ်အနေနဲ့တွေးဆရာကမိကုန်းတစ်ခုခြံထားခဲ့ခြင်းပါတယ်။ AI နည်းပညာတွေဟာအလွန်သဘာဝကျတဲ့ဗီဒီယိုတွေအထိတိုးတက်လာတဲ့အခါအစစ်အမှန်နဲ့စစ်ကူရင်ဖန်တီးမှုကြကနေနေမိလုံးဝပျောက်ခွဲသွားတဲ့တနေ့မှာကျမတို့လူဖွဲ့စည်းအနေနဲ့ဘယ်လိုလိုက်လျောညီထွေနေထိုင်ကြမလဲစဉ်းစားချိကြဖို့တိုက်တွန်းရင်ဒီအစီအစဉ်ကိုဒီမှာပဲရပ်နားလိုက်ပါစေ။